င်္ဂလာပါရှင်ဒီနေ့တော့မိုးဥကြရာသီလည်းဖြစ်တဲ့အတွက်ကြောင့်မိုးဥကြရာသီမှာအဖြစ်များတတ်တဲ့သွေးလွန်တုပ်ကွေးယောဂနဲ့ပတ်သက်ပြီးတော့ဆွေးနွေးပြောပြသွားချင်ပါတယ်ရှင်သွေးလွန်တုပ်ကွေးယောဂဆိုတာကတော့တစ်နှစ်ပတ်လုံးဖြစ်နိုင်တဲ့ဆိုပေမဲ့လို့မိုးဥကြရာသီမှာအဖြစ်များတဲ့ယောဂတစ်ခုဖြစ်ပါတယ်အသက်အရွယ်မရွေးဖြစ်ပွားနိုင်ပါတယ်သို့တော်လည်းကလေးငယ်တွေမှာတော့ဖြစ်ပွားမှုအများဆုံးဖြစ်ပါတယ်သွေးလွန်တုပ်ကွေးယောဂကတော့ရေကြည်ရေသန့်နေမှာပေါက်ဖွားနိုင်တဲ့ AT ဆိုတဲ့ချင်းကြားအကိုက်ခံရခြင်းကြောင့်လူကိုကူးစက်တာဖြစ်ပါတယ်အဲ့တော့ဖြစ်တာကတော့ AT ဆိုတဲ့ချင်းကြားကဒန်ကီဗိုင်းရပ်စ်ဆိုတဲ့သွေးလွန်တုပ်ကွေးဗိုင်းရပ်စ်ယောဂကိုတည်ဆောင်ထားမယ်ဆိုရင်အကိုက်ခံရတဲ့အခါမှာသွေးလွန်တုပ်ကွေးယောဂကိုကူးစက်ခံရတာဖြစ်ပါတယ်ရောသွေးလွန်တုပ်ကွေးဗိုင်းရပ်စ်ပိုးဒန်ကီဗိုင်းရပ်စ်ကအမျိုးအစားအနေနဲ့၄ခုရှိတာဖြစ်ပါတယ်1 2 3 4ဆိုပြီးတော့ရှိတာဖြစ်ပါတယ်အဲ့တော့တစ်နှစ်မှာသူကဒန်ကီဗိုင်းရပ်စ်1ကူးစက်တယ်ဒါမှမဟုတ်နောက်တစ်နှစ်မှာ2ဖြစ်ခြင်းဖြစ်မယ်3ဖြစ်ခြင်းဖြစ်မယ်4ဖြစ်ခြင်းဖြစ်မယ်အဲ့တော့ဘယ်နှစ်မှာဘယ်မျိုးစိတ်ကူးစက်ခံရမလဲဆိုတာကကြိုတင်မသိနိုင်တာဖြစ်ပါတယ်အဲ့တော့မျိုးစိတ်က၄ခုရှိနေတာဖြစ်တဲ့အတွက်ကြောင့်ဒီတစ်နှစ်မှာသွေးလွန်တုပ်ကွေးတစ်ခါဖြစ်ဘူးပြီမယ်နောက်နှစ်တွေမှာလည်းသွေးလွန်တုပ်ကွေးယောဂဒီထပ်ပြီးတော့ဖြစ်နိုင်တာဖြစ်ပါတယ်အဲ့တော့ဒန်ကီဗိုင်းရပ်စ်ကူးစက်ခံရပြီးတော့ဒီသွေးလွန်တုပ်ကွေးယောဂဒီဖြစ်မယ်ဆိုလို့ရှိရင်ပထမဦးဆုံးအချိန်ကူးစက်ခံရတဲ့ကလေးဆိုရင် primary dengue fever အဲ့တော့သူဒီပထမအဆင့်ဆိုတဲ့ယောဂဖြစ်တာမျိုးဖြစ်မှာဖြစ်ပါတယ်ဒန်ကီဖီဘာဆိုတာကိုဒီတစ်နှစ်မှာခံစားရတယ်ဆိုရင်သူဒီဝေဒနာဒီမပြင်းထန်ပါဘူးတာမန်တုပ်ကွေးလိုပဲခံစားရမှာဖြစ်ပါတယ်အဲ့ဒီယောဂဝေဒနာဒီတက်တာပြောက်ကင်းသွားတဲ့အခါမှာသူခန္ဓာကိုယ်ထဲမှာ antibody ဆိုတဲ့ပဋိဇီဝပစ္စည်းတစ်မျိုးကိုသူကခြံခဲ့မှာဖြစ်ပါတယ်မှာဆိုပါစို့ဒီကလေးကဒန်ကီဗိုင်းရပ်စ်1ကိုကူးစက်ခံရပြီးတော့သူဒီမပြင်းထန်ပဲနဲ့ယောဂဝေဒနာကဖျားနာလိုက်လောက်နေပဲပျောက်ကင်းသွားနိုင်တာဖြစ်ပါတယ်အဲ့ဒီနောက်မှာဆိုရင်သူခန္ဓာကိုယ်ထဲမှာ antibody ဆိုတဲ့ပဋိပစ္စည်းတစ်ခုကြံခဲ့မှာဖြစ်ပါတယ်အဲ့ဒီကလေးကနောက်နှစ်မှာဆိုလို့ရှိရင်တခြားမျိုးစိတ်မတူတဲ့2သို့မဟုတ်3သို့မဟုတ်4တခုပေါ့နော်ထပ်မံကူးစက်ခံရမယ်ဆိုလို့ရှိရင်နောက်ထပ်ဝင်လာတဲ့ဒီဒန်ကီဗိုင်းရပ်စ်မျိုးစိတ်နဲ့အရင်နှစ်ကသူခန္ဓာကိုယ်ထဲမှာတုံ့ပြန်မှုဖြစ်ထားတဲ့ပဋိပစ္စည်းနဲ့ဒီတက်ပြူခြင်းတွေဖြစ်ပြီးတော့အခါကြလို့ရှိရင်သူဒီသွေးလွန်တုပ်ကွေးယောဂလက္ခဏာဒီပုံမပြင်းထန်ပြီးတော့ယောဂဆိုးဝါးတဲ့အဆင့်ကိုဖြစ်စေနိုင်တာဖြစ်ပါတယ်ဒါကိုကြတော့ secondary dengue hemorrhagic fever သွေးလွန်တုပ်ကွေးယောဂအဆင့်ဒုတိယအနေအထားလို့ပြောဆိုတာဖြစ်ပါတယ်အဲ့လိုမျိုး secondary တာဖြစ်မယ်ဆိုလို့ရှိရင်တော့ဒီကလေးဒီပုံမပြင်းထန်တဲ့ယောဂလက္ခဏာတွေကိုခံစားရနိုင်တာဖြစ်ပါတယ်အဲ့ဒါကြောင့်လူကလေးတယောက်ဒီသွေးလွန်တုပ်ကွေးယောဂတစ်နှစ်မှာဖြစ်ဘူးတဲ့နောက်ထပ်နှစ်တွေမှာပါသွေးလွန်တုပ်ကွေးယောဂထပ်ဖြစ်မယ်ဆိုလို့ရှိရင်ပုံမသတိထားရမယ့်အချက်ကိုသိထားဖို့လိုမှာဖြစ်ပါတယ်အဲ့တော့သွေးလွန်တုပ်ကွေးယောဂကိုဘယ်လိုသိရှိနိုင်မလဲဆိုလို့ရှိရင်ကလေးတယောက်ကဖျားလာပြီဆိုလို့ရှိရင်သူဒီကိုပူချိန်ဒီတော်တော်လေးကိုအဖျားကြီးမယ်ပေါ့နော်အဲ့တော့သူဒီအဖျားဒီနေ့တိုင်းလိုနေပါအဖျားကတက်နေမယ်ကိုလက်ကြိုက်ခဲမယ်ပြူတာအန်နာလေးတွေဖြစ်မယ်ပုံမှန်တုပ်ကွေးဖျားနာတဲ့လက္ခဏာမျိုးပဲစတင်ခံစားရမှာဖြစ်ပါတယ်တခြားသော virus ပေါ်ယောဂကြောင့်ဖြစ်တဲ့ဖျားနာခြင်းတွေမှာလည်းဒီလိုလက္ခဏာတွေပဲခံစားရတာဖြစ်ပါတယ်ဒါပေမဲ့လို့လည်းပဲအုတ်ထင်းသူမိဘတွေအနေနဲ့တတိပြုဖို့လိုတာကကြတော့ဘယ်အချိန်မှာပဲမဆိုကလေးတယောက်ကဖျားပြီဆိုလို့ရှိရင်သွေးလွန်တုပ်ကွေးများဖြစ်မလားဆိုတော့တန်တရားစိတ်ကလေးနဲ့တော့ဂရုစိုက်စောင့်ကြည့်ရမှာဖြစ်ပါတယ်အဲ့တော့ရိုးရိုးဖျားယုံလောက်ပဲဆိုလို့ရှိရင်တော့ကလေးကိုကောင်းမွန်စွာအနားယူဖို့လိုမှာဖြစ်ပါတယ်အဲ့တော့ကြည်လွယ်တဲ့အစားအသောက်တွေနဲ့အာဟာရပြည့်ဝတဲ့အစားအစာတွေကိုကျွေးမွေးရမှာဖြစ်ပါတယ်ရေဓာတ်ပြည့်ဝအောင်တိုက်ကျွေးဖို့စွပ်ပြုတ်ရည်တို့ဆန်ပြုတ်ရည်တို့အစားရှိတဲ့ဖြင့်အရေးများကိုတိုက်ကျွေးဖို့လိုမှာဖြစ်ပါတယ်ကိုပူကြစေဖို့ဆိုလို့ရှိရင်အပြားကြစေအနေနဲ့ပါရာစီတမောကိုပဲသူက15မီလီဂရမ်ပါ kg ပေါ့နော်သူရဲ့ကို4ချိန်1ကီလိုဂရမ်မှာ15မီလီဂရမ်နှုန်းနဲ့ဒီဟာကိုပါရာစီတမောကိုတွက်ပြီးတော့မှတစ်နေ့ဝိုး6နာရီချာပေါ့နော်အဲ့ထက်မကျော်ဘဲနဲ့ပါရာစီတမောကိုတိုက်ကျွေးနိုင်မှာဖြစ်ပါတယ်
အဲ့လိုအနားယူမယ်အဖျားလဲကျသွားပြီးတော့ကလေးကလန်းသွားတယ်ဆိုလို့ရှိရင်တော့သူဒီတာမန်တုပ်ကွေးလည်းဖြစ်နိုင်တယ်လို့သွေးလွန်တုပ်ကွေးအဖျားလည်းဖြစ်နိုင်ပါတယ်တကယ်လို့ဖျားတဲ့အချိန်မှာဆရာဝန်နဲ့ပြသထားမယ်ဆိုလို့ရှိရင်တော့စင်ဆက်မပြတ်သွေးလွန်တုပ်ကွေးပြုတဲ့အနေနဲ့ဒီလက်မောင်းလေးမှာသွေးလွန်တုပ်ကွေးကိုဒီသွေးပေါင်ချိန်ကိရိယာလေးနဲ့စမ်းသပ်ပြီးတော့ဒီ tourniquet test HAS test ဆိုတဲ့ဥစ္စာလေးစစ်ဆေးပြီးတော့သွေးလွန်တုပ်ကွေးဟုတ်မဟုတ်ဆရာဝန်ကစစ်ဆေးသိရှိမယ်ဆိုလို့ရှိရင်တော့သွေးလွန်တုပ်ကွေးဖြစ်မဖြစ်ကိုအကြမ်းမြင့်အပြင်သိရှိနိုင်မှာဖြစ်ပါတယ်အဓိကကတော့ကလေးကဖျားမယ်ကိုလည်းကြိုက်ခဲမယ်ဒါမျိုးလေးတွေပဲဖြစ်မယ်နောက်ကကြလို့ရှိရင်လန်းလန်းဆန်းဆန်းအဖျားကျသွားတဲ့အခါမှာရှိလာတဲ့အစားအသောက်လေးတွေပုံမှန်စားနိုင်တယ်ဆိုလို့ရှိရင်တော့သူကစိုးရိမ်စရာမရှိတဲ့အဆင့်ဖြစ်ပါတယ်အဲ့ဒါကိုကြတော့ဒီသွေးလွန်တုပ်ကွေးယောဂအဆင့် 1 အနေနဲ့ပဲသတ်မှတ်ပါတယ်သွေးလွန်တုပ်ကွေးယောဂအဆင့် 1ဆိုလို့ရှိရင်တော့မိမိအိမ်မှာပဲဂရုစိုက်ပြုစုကုသဆောင်ရှောက်ပြီးတော့ပဲပြုစုကုသရမှာဖြစ်ပါတယ်အဲ့လိုမဟုတ်ဘူးကလေးကအဖျားကကြီးမယ်ခန္ဓာကိုယ်မှာအနီဆက်ကလေးတွေထွက်လာတာမျိုးတော့၎င်းနှာခေါင်းသွေးရှမ်းတာမျိုးတော့၎င်းဒါမှမဟုတ်လို့ရှိရင်အန်တဲ့အခါမှာကော်ဖီရောင်အညိုရောင်အဆက်ကလေးတွေပါလာတာမျိုးဝမ်းသွားတဲ့အခါမှာအမဲရောင်လေးတွေကတ္တရာစီလိုမျိုးပါလာတာမျိုးဆိုလို့ရှိရင်တော့ခန္ဓာကိုယ်မှာဒီသွေးလွန်တုပ်ကွေးယောဂပိုးကြောင့်သွေးယိုစိမ့်တဲ့လက္ခဏာတွေဖြစ်ပါတယ်ဒါဆိုလို့ရှိရင်တော့သွေးလွန်တုပ်ကွေးယောဂအဆင့် 2လို့သတ်မှတ်ပါတယ်အဲ့လိုအခြေအနေမျိုးဆိုလို့ရှိရင်တော့ဒီနီးစပ်ရာကျန်းမာရေးဌာနကိုအမြန်ဆုံးတွားရောက်ပြသပြီးတော့မှဆရာဝန်ညွှန်ကြားချက်နဲ့အညီသူ့ကိုဂရုစိုက်ပြုစုဆောင်ရှောက်ဖို့လိုမှာဖြစ်ပါတယ်နောက်တစ်ဆင့်သူဒီသွေးလွန်တုပ်ကွေးယောဂအဆင့် 3အဲ့ဒါကကြတော့သွေးလန့်တဲ့အဆင့်ဖြစ်ပါတယ်ကလေးကအဖျားကျသွားတဲ့အခါမှာမလန်းလာဘဲနဲ့နှုံးနေမယ်မှိန်းနေမယ်အစားမစားခြင်းဘူးအန်တဲ့အခါမှာလည်းအညိုရောင်နေအန်မယ်ခန္ဓာကိုယ်မှာအနီစက်တွေထွက်မယ်ခြေပြားလက်ဖျားတွေအေးမယ်မဟုတ်လို့ရှိရင်နွမ်းနေမယ်တက်တယ်ဒါမျိုးတွေဖြစ်တယ်ဆိုလို့ရှိရင်တော့သူဒီသွေးလန့်တဲ့လက္ခဏာဖြစ်ပါတယ်ဒါကိုဆိုလို့ရှိရင်သွေးလွန်တုပ်ကွေးယောဂအဆင့် 3လို့သတ်မှတ်ပါတယ်ထက်ဆိုတဲ့အဆင့်ဆိုလို့ရှိရင်တော့ကလေးကသွေးပေါင်ချိန်တွေပါတိုင်းလို့မရဘူးခြေပြားလက်ဖျားတွေကအေးဆက်နေမယ်ကလေးကသူကကျတော့မိန်းမောနေမယ်ဒါမျိုးတွေဒီဖြစ်မယ်ဆိုလို့ရှိရင်တော့သွေးလွန်တုပ်ကွေးယောဂအဆင့် 4လို့သတ်မှတ်ပါတယ်အဲ့တော့သွေးလွန်တုပ်ကွေးယောဂအဆင့် 3နဲ့အဆင့် 4ဆိုလို့ရှိရင်တော့နီးစပ်ရာဆေးရုံကိုသွားပြီးတော့မှအရေးကြီးတဲ့ပြုစုဆောင်ရှောက်ကုသမှုကိုအထူးလိုအပ်မှာဖြစ်ပါတယ်အဲ့တော့ဒီမှာသွေးလွန်တုပ်ကွေးယောဂမှာအထူးသတိပြုဖို့လိုတာကမိဘတွေကကြတော့သွေးလွန်တုပ်ကွေးယောဂကျမကလေးကအဆင့် 1အဲ့ဒါဆိုလို့ရှိရင်အဆင့် 2ပြီးမှ3အဆင့် 4ဒီလိုမျိုးတစ်ဆင့်ပြီးတစ်ဆင့်ဆိုးဝါးသွားတာမျိုးဖြစ်မယ်လို့ထင်တတ်ကြပါတယ်အဲ့လိုမဟုတ်ပါဘူးသွေးလွန်တုပ်ကွေးယောဂကသွေးလွန်တုပ်ကွေးယောဂသာဖြစ်မယ်ဆိုရင်အဆင့် 1ကနေပြီးတော့အဆင့် 3သို့မဟုတ်အဆင့် 4ကိုလည်းချက်ချင်းပြောင်းသွားနိုင်ပါတယ်1ပြီးမှ2အဲ့လိုအဆင့်လိုက်သွားတာမျိုးမဟုတ်တဲ့အတွက်ကြောင့်ဒီသွေးလွန်တုပ်ကွေးယောဂကိုအမြဲတမ်းစင်ဆက်မပြတ်ပြုပြီးတော့ခါကြတော့ကလေးရဲ့အခြေအနေကိုကြည့်ရှုပြီးတော့စောင့်ကြည့်ပြုစုကုသရမှာဖြစ်ပါတယ်အဲ့တော့သွေးလွန်တုပ်ကွေးယောဂအဆင့် 1ဆိုလို့ရှိရင်အိမ်မှာပြုစုကုသလို့ရတယ်သွေးလွန်တုပ်ကွေးယောဂအဆင့် 2ဆိုလို့ရှိရင်ဆရာဝန်ညွှန်ကြားချက်နဲ့အညီအစားအသောက်ကိုထိန်းကျွေးမယ်လိုအပ်တဲ့တစားရည်တို့အရည်တို့လိုအပ်တဲ့အာဟာရပြည့်ဝတဲ့အစားအစာနဲ့လိုအပ်တဲ့တစားရည်ကိုဆရာဝန်ညွှန်ကြားတဲ့အတိုင်းတိုက်ကျွေးရမယ်ပြီးရင်အန္တရာယ်လက္ခဏာတွေကိုစဉ်ဆက်မပြတ်အနီးကပ်စောင့်ရှောက်နေဖို့လိုမှာဖြစ်ပါတယ်မသာဆိုးဝါးတဲ့အခြေအနေဖြစ်တဲ့သွေးလန့်တဲ့အဆင့်တွေဖြစ်တဲ့အဆင့် 3နဲ့အဆင့် 4တွေကိုအချိန်နဲ့တပြေးညီသိရှိပြီးတဲ့အခါမှာဆေးရုံတက်ဖို့လိုမယ်ဆိုလို့ရှိရင်အမြန်ဆုံးတွားရောက်ကုသနိုင်မှာဖြစ်ပါတယ်အဲ့တော့သွေးလန့်တဲ့အဆင့်တင်ဖြစ်တဲ့အဆင့် 3တို့အဆင့် 4တို့ဆိုလို့ရှိရင်တော့ဆရာဝန်တွေရဲ့အနီးကပ်ပြုစုဆောင်ရှောက်မှုနဲ့ဒီသွေးပေါင်ချိန်တွေကိုအချိန်နဲ့အမျှတိုင်းနေရမယ်ဒီခန္ဓာကိုယ်ရဲ့လိုအပ်တဲ့အရည်ဓာတ်တွေကိုဒီဆေးပညာနဲ့ဆရာဝန်တွေရဲ့ညွှန်ကြားချက်အတိုင်းအထူးကြက်မှတ်ပြီးတော့မှတိတိကျကျကုသရမှာဖြစ်ပါတယ်။မတာကလေးရဲ့ကျန်းမာရေးနဲ့အသက်အန္တရာယ်ကိုအချိန်မီကာကွယ်ထားနိုင်မှာဖြစ်ပါတယ်။အဲ့တော့သွေးလွန်တုပ်ကွေးယောဂရဲ့ခန္ဓာကိုယ်မှာသူကဒုက္ခပေးတဲ့ပုံစံလေးအကြမ်းမြင်ပြပြချင်ပါတယ်။
အဲ့တော့ပထမဆုံးအချိန်ဒီသွေးလွန်တုပ်ကွေးယောဂပိုးခန္ဓာကိုယ်ထဲဝင်ရောက်ပွင့်ဆိုလို့ရှိရင်တာမန်တုပ်ကွေးကဲ့သို့ပဲလက္ခဏာလေးတွေခံစားရမှာဖြစ်ပါတယ်ဒီသွေးလွန်တုပ်ကွေးယောဂပိုးဒီဒုတိယအကြိမ်ကခန္ဓာကိုယ်ကိုဝင်ရောက်မယ်ဆိုရင်ပထမအကြိမ်တုန်းကခြံခဲ့တဲ့ထွက်ခဲ့တဲ့ antibody ဆိုတဲ့ပဋိပစ္စည်းဒီနောက်ထပ်ဝင်ရောက်လာတဲ့ virus ပိုးနဲ့တွားပေါင်းတဲ့အခါမှာနောက်ထပ်ဝင်လာတဲ့ virus ပိုးကိုသူကပုံမပွားစေနိုင်တယ်လို့ခန္ဓာကိုယ်မှာကြတော့သူကသွေးကြောတွေကိုဒုက္ခပေးတဲ့စိုင်းတူကိုင်းအမျိုးမျိုးဆိုစိုင်းတူကိုင်းဆိုတဲ့ဓာတ်အမျိုးမျိုးတွေကိုထွက်စီပြီးတော့မှခန္ဓာကိုယ်ရဲ့သွေးကြောလေးတွေကိုအန္တရာယ်ပြုတာဖြစ်ပါတယ်။သွေးကြောနံရံလေးတွေကဆဲစီကိုသူကအန္တရာယ်ပြုတဲ့အခါမှာဆိုလို့ရှိရင်သွေးကြောထဲမှာရှိတဲ့အရည်တွေဒီသွေးကြောရဲ့ပြင်ပကိုစိမ့်ထွက်မှုတွေတဖြည်းဖြည်းဖြစ်တာဖြစ်ပါတယ်။အဲ့ဒါကြောင့်လို့ခန္ဓာကိုယ်တွေကသွေးကြောတွေကအရည်တွေဒီအပြင်ပကိုစိမ့်ထွက်လာတဲ့အခါမှာဒီခန္ဓာကိုယ်ကသွေးလန့်တဲ့လက္ခဏာကိုခံစားရလာတာဖြစ်ပါတယ်အဲ့တော့သွေးရည်ကြီးတွေယူစိမ့်တဲ့အခါမှာသွေးပေါင်တွေကျလာမယ်ရှော့ဝင်မယ်သွေးလန့်တဲ့လက္ခဏာဖြစ်မယ်အဲ့ဒီမှာသွေးနီဦးတွေပါတခါတည်းပါလာပြီဆိုလို့ရှိရင်တော့ခန္ဓာကိုယ်မှာအနီစက်တွေထွက်လာမယ်နောက်ကကြလို့ရှိရင်ကော်ပီရောင်တွေအံမယ်သွေးဝင်သွားမယ်နှာခေါင်းသွေးရှံအမျိုးတွေဆက်လက်ဖြစ်ပေါ်တာဖြစ်ပါတယ်ခန္ဓာကိုယ်ထဲမှာ virus ရဲ့ပြန်ပွားနှုံးကပြားလာတဲ့အတွက်ကြောင့်အသေးကပုံမလို့လို့ရတဲ့အခါမှာအသေးကလည်းကြီးပြီးတော့နိုင်ရတာဖြစ်ပါတယ်။ညသွေးကြောနိုင်ငံတွေထိခိုက်တဲ့အခါမှာသွေးရည်ကြီးတွေစိမ့်ထွက်တဲ့အခါမှာခန္ဓာကိုယ်ဒီအရည်ဓာတ်ကိုလိုအပ်တဲ့အတွက်ကြောင့်အရည်ဓာတ်များတဲ့အစာအသောက်တွေစားရမှာနဲ့ဒါမှမဟုတ်လိုအပ်တဲ့အခါမှာဆိုလို့ရှိရင်သွေးကြောတွေကိုဒီအရည်ထည့်သွင်းပြီးတော့ကုသရတာဖြစ်ပါတယ်။ဒါပေမဲ့လို့ဒီသွေးလွန်တုပ်ကွေးယောဂဒီတစ်ပတ်လောက်ဆိုလို့ရှိရင်ပြန်လေကောင်းမွန်တက်တာသွားတဲ့အခါမှာဒီသွေးကြောနိုင်ငံတွေဒီပြန်ကောင်းလာတဲ့အခါမှာယူစိမ့်လာတဲ့သွေးရည်ကြီးတွေဒီခန္ဓာကိုယ်ထဲကိုပြန်လေဝင်ရောက်လာပါတယ်။သွေးကြောတွေကိုပြန်လေရောက်ရှိလာပါတယ်။မာကလေးဒီသွေးပေါင်ချိန်တွေပုံမှန်ပြန်ဖြစ်လာမယ်လန်းဆန်းလာမယ်ပြီးတော့ခါမှာသွေးလွန်တုပ်ကွေးယောဂကနေလွန်မြောက်ပြီးတော့ပြန်လဲကောင်းမွန်လာတာဖြစ်ပါတယ်ဒီချိန်မှာသတိပြုဖို့တစ်ခုကလိုပြန်ပါတယ်အဲ့ဒီသွေးရည်ကြီးတွေဒီခန္ဓာကိုယ်တဲကိုသွေးကြောတွေကိုပြန်လဲဝင်ရောက်လာတဲ့အခါမှာဒီခန္ဓာအရင်တုန်းကတိုက်နေတဲ့အရည်ဓာတ်တွေသွေးကြောတွေကိုထည့်ထားတဲ့အရည်တွေဒီလွန်ကျွံစွာဆက်လက်ပြီးပေးနေမယ်ဆိုလို့ရှိရင်သူကပါလဲဆိုလို့ချင်းခန္ဓာကိုယ်မှာအရည်ဓာတ်လွန်ခဲ့တဲ့ပြဿနာနဲ့ခန္ဓာကိုယ်ကိုဒုက္ခပေးနိုင်ပါသေးတယ်အဲ့ဒီအတွက်ကြောင့်ပြန်ကောင်းလာတဲ့အခြေအနေကိုလည်းအချိန်နဲ့တပြေးညီသိရှိပြီးတော့မှအရည်ဓာတ်တွေမလိုအပ်တော့ဘူးဆိုလို့ရှိရင်လည်းပြန်နေလျှော့ချပြီးတော့ကုသပေးရမှာဖြစ်ပါတယ်စားရည်တောက်သုံးမှုကိုတော့၎င်းအဲ့ဒီအချိန်မှာပြန်နေလျှော့ချရပါမယ်အဲ့တော့သွေးကြောတွေကိုသွင်းတဲ့ဆေးရည်တွေကိုလည်းလျှော့ချပေးရမှာဖြစ်ပါတယ်သွေးလွန်တုပ်ကွေးယောဂကသွေးလန့်တဲ့အချိန်မှာလည်းအချိန်နဲ့တပြေးညီအချိန်မီတိဖို့လိုတယ်လို့ပြန်ကောင်းလာတဲ့အခြေအနေမှာလည်းအချိန်မီတည်ရှိဖို့လိုမှာဖြစ်ပါတယ်ညီကုန်းချုပ်အနေနဲ့ပြောချင်တာကတော့သွေးလွန်တုပ်ကွေးယောဂမဖြစ်ဖို့ဆိုလို့ရှိရင်ချင်းမကိုက်အောင်နေပါပေါ့အချင်းပေါက်ဖွားမှုတွေကိုမဖြစ်အောင်ကာကွယ်ထားပါကလေးပြားနာမယ်ဆိုလို့ရှိရင်သွေးလွန်တုပ်ကွေးယောဂဖြစ်မလားဆိုတာကိုအမြဲတတိပြုပါသွေးလွန်တုပ်ကွေးဒီအဆင့်1နဲ့3လေးဒီအဆင့်လိုက်သွားတာမဟုတ်ဘူးအချိန်မရွေးအဆင့်1ကနေ3လေးကိုသွားနိုင်တာဖြစ်တဲ့အတွက်ကြောင့်အန္တရာယ်လက္ခဏာတွေကိုအမြဲတတိပြုပါခန္ဓာကိုယ်မှာသွေးရည်စိတ်မှုလက္ခဏာတော့၎င်းခန္ဓာကိုယ်သွေးလန့်တဲ့လက္ခဏာတော့၎င်းဖြစ်မယ်ဆိုလို့ရှိရင်ဒီဆက်ရာဆေးရုံဆေးကန်းကိုအမြန်ဆုံးသွားပြီးတော့ဆရာဝန်အနေနဲ့အထူးကျမတ်ကုသမှုကိုခံယူပေးပါအဲ့တော့သွေးလွန်တုပ်ကွေးယောဂဒီပထမအကြိမ်ဖြစ်တာတဲ့ဒုတိယအကြိမ်တတိယအကြိမ်တွေဖြစ်တဲ့ကလေးတွေမှာပုံမိုးဆိုးဝါးတက်တယ်ဆိုတဲ့ဥစ္စာကိုအမြဲတတိပြုထားမှာဖြစ်ပါတယ်အဲ့တော့သွေးလွန်တုပ်ကွေးယောဂကတကယ်သွေးလွန်တုပ်ကွေးယောဂဖြစ်ပြီးသွားပြီးယောဂဝေဒနာလည်းတက်တာပြောက်ပြီးသွားပြီးဆိုလို့ရှိရင်သူဒီတကယ်ဒါသွေးလွန်တုပ်ကွေးယောဂပိုးခန္ဓာကိုယ်ထဲမှာကူးဆက်ပြီးတော့ပြန်ကောင်းလာတာဆိုလို့ရှိရင်ကလေးတွေမှာခြေတက်လုံးလေးတွေမှာဒီအနီရောင်အကွက်ကလေးတွေထွက်လာတာဆိုလို့ရှိရင်တော့သူဒီကောင်းတဲ့လက္ခဏာဖြစ်ပါတယ်အဲ့ဒီလိုမျိုး dengue rash ဆိုတဲ့ဒီခြေတက်လုံးနှစ်ဖက်မှာဒီကွက်ကလေးတွေထွက်လာပြီဆိုလို့ရှိရင်တော့သူဒီသွေးလွန်တုပ်ကွေးယောဂကနေလွန်မြောက်ပြီးကောင်းမွန်သွားတဲ့လက္ခဏာဖြစ်ပါတယ်ခုလောက်ဆိုလို့ရှိရင်တော့သွေးလွန်တုပ်ကွေးယောဂနဲ့ပတ်သက်ပြီးတော့ဆောင်ရံရှောင်ရံနဲ့အန္တရာယ်လက္ခဏာတွေကိုမိဘအုပ်ထိန်းသူတွေသဘောပေါက်နားလည်လောက်ပြီးလို့ယူဆပါတယ်အားလုံးပဲကျန်းမာချမ်းသာကြပါစေရှင်